လက်ထက်ရှင်နေဆိုတာတကယ်တမ်းရိုးရှင်းတဲ့ထင်သလောက်မလွယ်ကူပါဘူးကျွန်တော်တို့လက်ထက်တဲ့နေရာမှာမြန်မာနိုင်ငံသားနဲ့နိုင်ငံသားလက်ထက်တာရှိတယ်အဲ့ဒီမှာဘာသာကြီးတွေရှိကြတယ်ဗုဒ္ဓဘာသာခရစ်ယာန်မွတ်စလင်ဟိန္ဒူဒီဘာသာ၄မျိုးပတ်ချလဲလက်ထက်ခြင်းဘယ်လိုလုပ်ရမလဲဘယ်မှာလက်ထက်ရင်တရားဝင်တာလဲနော်နိုင်ငံသားဗုဒ္ဓဘာသာနဲ့မြန်မာနိုင်ငံဟိန္ဒူမျိုးသမီးနဲ့လက်ထက်ရင်ဘယ်လိုဖြစ်မလဲနိုင်ငံသားခရစ်ယာန်နဲ့မြန်မာဗုဒ္ဓဘာသာအမျိုးသမီးနဲ့ဘယ်လိုလက်ထက်မှတရားဝင်တာလဲဒါတွေကိုလေ့လာပြီးတော့ဥပဒေဝန်ဆောင်မှုပေးနေတဲ့ရှင်းနေတွေကိုကျွန်တော်လက်ထက်ရှင်းနေလို့ခေါင်းစဉ်တက်ချင်ပါတယ်နာမည်ကြားတာနဲ့လွယ်သလိုထင်ရပေမဲ့တကယ်လေးလာလိုက်စားတဲ့နေရာမှာမလွယ်ကူဘူးဆိုတာကိုမိတ်ဆွေတို့သိနိုင်ပါတယ်ကျေးဇူးများတင်ပါတယ်